ကိုတော့စင်နေစီးစေခြင်းဒါပေမဲ့အခုစင်ဆဲကောင်ကိုအမတို့ကဟိုကဲတာတာမီသားတွေကိုကိုသားကဲ့သို့ပဲမဲတော့နှိုက်မယ်ပေါ့အဲ့ဒါနဲ့ဖုံဖုံတွေကိုပြောရတာပေါ့အဲ့ဆိုဖုံဖုံတို့ကလည်းဦးစီးရွက်ပြုတ်ပြီးတော့အမတို့မဲနှိုက်ပေးတယ်မဲကြတဲ့ကလေးတွေကိုစင်စည်းခွင့်ပြုတယ်အဲ့စင်စည်းခွင့်မရဘူးမဲရမကြဘူးဆိုရင်လည်းမြင်းစည်းခွင့်ရအောင်မြင်းအကောင်30ရောထည့်ထားတာပါရှင့်လိုပြောမလဲကိုကသားသမီးမရှိဘူးလေအဲကြတော့မိဘမဲ့ကလေးတွေကိုကိုသားကဲ့သို့လူချင်းနဲ့စိတ်ဆန္ဒနဲ့ပေါ့နော်စင်စီမြင်းရလူခဲ့တာပါရှင်အမားတို့ကတော့ဟိုဘယ်လိုပြောမလဲအလူရေစက်လည်းနဲ့မကွာထူနိုင်ပြရစေလို့ဆုတောင်းတာသားသမီးကမရှိဘူးမဲ့ကူလင်မယားနှစ်ယောက်ညီးတယ်ကိုရလာတဲ့ပိုက်ဆံကတော့ဒါလေးတော့ဝယ်ထားလိုက်မယ်ဒီတစ်ခါတပိတ်ဝယ်ထားလိုက်မယ်ဒီတစ်ခါစံနေဝယ်ထားလိုက်မယ်ပေါ့နော်အဲ့လိုမျိုးနဲ့စူရင်းနဲ့အောင်မြင်လာတာဖြစ်တဲ့အတွက်ဟိုရင်ထဲမှာကျင်တတ်တယ်နောက်နှစ်လဲဒီတဲ့လူနိုင်ပြရစေလို့ဆုတောင်းနေပေါ့နော်